nghe trên trên đi tan cho dù lo chú để say vô sen thao tin nhau sao có ra để nghe trong trái không lâu đêm nhau tí say thế gặp đèn cho
Sajada the Bimya Yadre That's your twin of the driven Pinkayara Charo Piggy Bangalimia Swam Quilan Chidinze No Sajada the Bimya Yadre That's your twin of the driven That's your twin of the driven Oh That's your twin of the driven Sha si bugere jinya de music pyu yam ye Chao no ji le myo ni bi kle ngin nya wa ri la bu jinya ju tai chwe mlo Chao no ji le myo ni bi san mu san ne kim bi twa bu jinya shin mwe mlo Ne man tere pinya ki pa mwe chao no ji apho thai de nya myin ne loka ru ka ba myi twa chai ma ma pan lo lai yam ye chao no ji le nyo ni bi kle ngin nya wa ri la bu pinya ju tai chui mlo chao no ji le San musane kimi twabu pinya shimwe mlo Sha si bugere jinya de music pyu yam ye Chao no ji le myo ni bi kle ngin nya wa ri la bu jinya ju tai chwe mlo Chao no ji le myo ni bi san mu san ne kim bi twa bu jinya shin mwe mlo Sha si bugere jinya de music pyu yam ye Chao no ji le myo ni bi kle ngin nya wa ri la bu jinya ju tai chwe mlo Chao no ji le myo ni bi san mu san ne kim bi twa bu jinya shin mwe mlo Ne man tere pinya ki pa mwe chao no ji apho thai de nya myin ne loka ru ka ba myi twa chai ma ma
ဝင်နေရေပင်နေကုန်ချင်တဲ့ပြည့်နေအစင်လာတွေအတီးနဲ့ချောင်းတော်ကြီးလေးပါတို့ငယ်စဉ်ကပညာရှာစီမှုခဲ့တဲ့ပညာတဲ့မျိုးစေ့ပြူရမြေကျောင်းတော်ကြီးလည်းမျောနေပြီကလေးငယ်များဘဝရီလာဖို့ပညာကျိုးတိုင်းကျွေးမလို့ကျောင်းတော်ကြီးလည်းမျောနေပြီစမှုဆန်းနဲ့ခင်မီသွားဖို့ပညာရှင်မွေးမလို့
စေတနာရဲ့မာတတာပေါပွားကလွန်မြောက်လာ၍ဆုံးလို့မူကမျောမြင်တွေးစားထိုးလုံးလာကိုတာမန်သူလည်းမရှိမရနာချမ်းမြစိတ်အေးမြတ်တာပေး၍စံဝင်တင်ထိုက်ပြောင်းမှန်ဒီတို့ကြီးညိုခြင်းမကုန်တဲ့လာကိုတာမန်သူလည်းမရှိမရနာကျေးဇူးနဲ့တာငါတကိုင်းနဲ့ထားတဲ့ဆရာအားအချိန်အခါလည်းမရွေးသေးတဲ့ရာဝဲတပြေကိုကြည်စေတော့ကျေးဇူးနဲ့တာငါတကိုင်းနဲ့ထားတဲ့ဆရာအားအချိန်အခါလည်းမရွေးသေးတဲ့ရာဝဲတပြေကိုကြည်စေတဲ့စေတနာရဲ့မာတတာပေါပွားကလွန်မြောက်လာ၍ဆုံးလို့မူကမျောမြင်တွေးစားထိုးလုံးလာကိုတာမန်သူလည်းမရှိမရနာချမ်းမြစိတ်အေးမြတ်တာပေး၍စံဝင်တင်ထိုက်ပြောင်းမှန်ဒီတို့ကြီးညိုခြင်းမကုန်တဲ့လာကိုတာမန်သူလည်းမရှိမရနာကျေးဇူးနဲ့တာငါတကိုင်းနဲ့ထားတဲ့ဆရာအားအချိန်အခါလည်းမရွေးသေးတဲ့ရာဝဲတပြေတို့ကြည်စေတော့ကျေးဇူးနဲ့တာငါတကိုင်းနဲ့ထားတဲ့ဆရာအားအချိန်အခါလည်းမရွေးသေးတဲ့ရာဝဲတပြေတို့ကြည်စေတဲ့စေတနာရဲ့မာတတာပေါပွားကလွန်မြောက်လာ၍ဆုံးလို့မူကမျောမြင်တွေးစားထိုးလုံးလာကိုတာမန်သူလည်းမရှိမရနာချမ်းမြစိတ်အေးမြတ်တာပေး၍စံဝင်တင်ထိုက်ပြောင်းမှန်ဒီတို့ကြီးညိုခြင်းမကုန်တဲ့လာကိုတာမန်သူလည်းမရှိမရနာကျေးဇူးနဲ့တာငါတကိုင်းနဲ့ထားတဲ့ဆရာအားအချိန်အခါလည်းမရွေးသေးတဲ့ရာဝဲတပြေတို့ကြည်စေတော့ကျေးဇူးနဲ့တာငါတကိုင်းနဲ့ထားတဲ့ဆရာအားအချိန်အခါလည်းမရွေးသေးတဲ့ရာဝဲတပြေတို့ကြည်စေတဲ့စေတနာရဲ့မာတတာပေါပွားကလွန်မြောက်လာ၍ဆုံးလို့မူကမျောမြင်တွေးစားထိုးလုံးလာကိုတာမန်သူလည်းမရှိမရနာချမ်းမြစိတ်အေးမြတ်တာပေး၍စံဝင်တင်ထိုက်ပြောင်းမှန်ဒီတို့ကြီးညိုခြင်းမကုန်တဲ့လာကိုတာမန်သူလည်းမရှိမရနာကျေးဇူးနဲ့တာငါတကိုင်းနဲ့ထားတဲ့ဆရာအားအချိန်အခါလည်းမရွေးသေးတဲ့ရာဝဲတပြေတို့ကြည်စေတော့ကျေးဇူးနဲ့တာငါတကိုင်းနဲ့ထားတဲ့ဆရာအားအချိန်အခါလည်းမရွေးသေးတဲ့ရာဝဲတပြေတို့ကြည်စေတဲ့
ရာရဲ့ကယူနာနေနိုင်ခဲ့ပြီဆရာရဲ့မြတ်တာဒီရှိခဲ့ပြီဆရာရဲ့စကားလည်းအခါကကြားနေကျွန်တော်ရဲ့အာမန်ရှေးလိုပြောနေ the door e pueji senno e tu sonsia chit pinya sia ye Jesus sanai mo gozi titia ne mya ki sakhe ya su ne jolly ji ve de mo mya song me we took the door e pueji senno e tu sonsia chit pinya sia ye Jesus sanai mo gozi titia pinya ne ki sakhe ya su ne jowi ji ve je mo myat le we took sia ye giuna ne nai ge bi sia ye nitta dishi ge bi sia ye sagala akha ga ja ne chano ye amen she lo pyo ne the door e pueji senno e tu sonsia chit pinya sia ye Jesus sanai mo gozi titia ne mya ki sakhe ya su ne jolly ji ve je mo mya song me we took Akaga jane chano ye amen shido nyone sia ye una ne nai ge bi sia ye mitta dishi ge bi sia ye sagada kaga tachane chano ye amen shidoပြပါအောင်ဆရာရဲ့နာမည်ကဦးတင်ရွှေဖြစ်ပြီးတော့တောင်းကတော့ဌာနစုလူစီမံဖြစ်ပါတယ်တပည့်ရဲ့ဆရာတောင်းဌာနနဲ့ပတ်သက်ပြီးတော့ဆရာနည်းနည်းပြောချင်တာလေးခလာတဲ့လေးနည်းနည်းပြပါအောင်ဘုရားတို့ဖြတ်တတ်တာပထမဒုတိယတတိယသုံးချက်ပြတ်ခဲ့ရတယ်တ
နေ့နဲ့တစ်နေ့တို့တဲ့ကြောင်းလဲလာမှုတွေအများကြီးပါပဲဒါပေမဲ့ဒီနေ့အတိုင်းတာရဆရာတိတော့ပြောရရင်ကတော့ခံဆရာဆရာမများကြီးပဲနည်းနည်းလေးနှစ်တိုင်းတင်နေပါလေဒါပေမဲ့တစ်ဖက်ကတော့ဘာလို့ပြန်အားရလဲဆိုရင်ဆရာတို့အင်မတန်မှဒီကြောင်းကြီးစီပင်သားရအောင်ဆောင်ရွက်ခဲ့တဲ့တစ်ဖက်များကောင်းဆောင်တစ်ဖက်များတော်တော်များများဟာပြန်ပြီးရောက်လာတာကိုတွေ့ရတယ်ဒါဆရာအတွက်အင်မတန်မှဘုံယူဝေါမြောက်ဆရာပါဒါတို့တပည့်တို့ရဲ့ဆောင်ရွက်ချက်များကိုလည်းအများအားနောက်ကနေတောင်းအားပေးဆောင်ရွက်ပေးပြီးတော့တပည့်တို့ရဲ့နောက်ကဆရာကိုဇွန်ညံဆောင်ရှိသလောက်ဆရာအသက်ထက်ဆုံးရှိသလောက်တပည့်တို့သားတို့ရဲ့နောက်မှာပံ့ပိုးမယ်ဆိုတော့စိတ်ချရည်ဆိုတာတပည့်တို့ရဲ့ဘာလို့ရဲမှာရက်စရာဘူးတော့ဝက်ခံမစားတဲ့တော့မှဖြစ်တဲ့အတွက်ခံမလည်းတော့ဝယ်ရောက်နေရရေးပေးကြပါရဲ့တန်ကြားပါရှင်တလက်စားထဲမှာပဲညနေတင်တာအတွက်ပြင်စားလက်မှတ်များကိုလည်းဝယ်ရရှိနိုင်ပါပြီလို့ပြောကြပါရစေ။ကျေးဇူးပါတယ်ရှင်။ကျွန်တော်တင်တာလက်မှတ်ဝယ်ထားတဲ့ဧည့်သည်များလက်မှတ်မှာတစ်ပိုင်းပါပါလိမ့်မယ်။တစ်ဖက်ကနံပါတ်လေးနဲ့ဒီဘက်ကနံပါတ်လေးအတူတူပဲ။အဲ့ဒီတစ်ပိုင်းကိုမတွေ့ပြကြပါနဲ့။အဲဒါညနေကျွန်တော် lucky draw ပါပါတယ်။ lucky draw မှာဆိုရင်ကျွန်တော်တို့အဖုန်းတစ်လုံးလည်းပါတယ်။အဲ့တော့အဲ့ရလည်းသိချသိထားကြပါလို့အဲ့ဒီလက်မှတ်လေးတွေမှာကျွန်တော် lucky draw ကိုဖုန်းလို့ရပါပါ။အားလုံးသူပဲဒီမှာပါပေါ့နော်ညနေဝင်ပြီးတော့ invite ဖြစ်နေတယ်ဘာလို့လဲဆိုတော့ lucky draw အပြင်စတဲ့ game တွေ karaoke အစီအစဉ်တွေလည်းအများကြီးထည့်သွင်းလာပါတယ်အမတ်ရအင်ဂျင်များကိုအများဆုံးဝယ်ထားကြပါဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကအကန့်အသတ်နဲ့ဒီလိုထားတာပို့လို့ပါအင်ဂျင်ကကျွန်တော်တို့မလောက်နိုင်ဘူးလို့ယူဆထားပါတယ်အဲတော့တကယ်လူတွေနဲ့လူများအင်ဂျင်ကိုပြန်ပေါင်းဝယ်ထားကြပါဆရာရဲ့ဒီနာနေနိုင်ခဲ့ပြီဆရာရဲ့မြတ်တာဒီရှိခဲ့ပြီဆရာရဲ့စကားအခါကကြားနေကျွန်တော်ရဲ့အာမန်ရှေ့လို့ညိုနေအော်စရီယာကတော်ရဲ့ပွဲကြီးစင်တွေအတူတူဆုံးဆရာချစ်တီများဆရာရဲ့ဂျေဇုဆန်နိုင်မို့ကိုစီအတိတရားတွေများနေခီးစက်ခဲရာဇုနှစ်ကျော်ပြီရည်ရွယ်ချက်မို့မြတ်လေးငယ်ဝေထုတ်ခဲ့ကြောင်းသာများရဲ့နေ့ထီတိုင်းပဲကိုစီဘဝလာပါကြပြီဆရာရဲ့ဒီယူနာနေနိုင်ခဲ့ပြီဆရာရဲ့မြတ်တာဒီရှိခဲ့ပြီဆရာရဲ့စကားအခါကကြားနေကျွန်တော်ရဲ့အာမန်ရှေ့လို့ပြောနေစရိယာကတော်ရဲ့ပွဲကြီးစင်တွေအတူတူဆုံးဆရာချစ်တပီးများဆရာရဲ့ဂျေဇုဆန်နိုင်မို့ကိုစီအတိတရားတွေများခီးစက်ခဲရာဇုနှစ်ကျော်ပြီရည်ရွယ်ချက်မို့မြတ်ဆုံးလာ
ရှင်စီစဉ်နေကြောခံဆရာဆရာမများအားမိတ်ဆက်ပေးခြင်းစီစဉ်တော့ဆရာဆရာမများအားဦးဝဲတဲ့ဆရာတစ်ရှင်ပြီးဆိုပြီးမျက်စိမိဖြင့်ပူဇော်တော်ခြင်းစီစဉ်လေဆရာဆရာမများဩဃာတတော်ရှုဖြင့်တော်ခြင်းစီစဉ်ကဆရာဆရာမများဝိတုပစ္စည်းဝေဒနာဖြင့်တော်ခြင်းစီစဉ်ရှာကျောင်းဝင်များမှတ်တရလက်ဆောင်ဖြင့်ဝေများပေးရခြင်းစီစဉ်ကလေးဆရာဆရာမများမှာအမှတ်တရစကားပြောကြားခြင်းစီစဉ်ရှင်ကျောင်းသားကျောင်းသူများမှာအမှတ်တရစကားပြောကြားခြင်းစီစဉ်ကိုရက်စရာပူဇော်ပွဲဝေစီးရှင်အားထုတ်ပြန်တင်ပြခြင်းစီစဉ်စေအခမ်းအနားအောင်မြင်စွာပြီးဆုံးရာကျေးဇူးခြင်းလို့ဖြစ်ပါတယ်ရှင်အခမ်းအနားအစီအစဉ်ဒီမှာညနေပိုင်းပြီးလို့လည်းညဆောင်စားပွဲအခမ်းအနားအစီအစဉ်ကိုချက်မှတ်တင်ပြပေးမှာဖြစ်ပါတယ်ကြာရလာကြတဲ့every day ကလေးရစာဖြင့်ဒေခင်းအခမ်းအနားဖြစ်ပါတယ်ခုနအမှတ်တရတော်များရောပြီးချင်းအစီအစဉ်များရှိပါတယ်ရှင်အခမ်းအနားအစီအစဉ်နံပါတ်1ရာအခမ်းအနားစီရောဖြင့်အခမ်းအနားပြုလုပ်ခြင်းအစီအစဉ်ဖြစ်တဲ့အတွက်မြန်မာစီရောဖြင့်ဖိလိပပြီးပါရန် GDI Youth Generation ဖွဲ့အားလေးစားစွာဖိတ်ခေါ်အပ်ပါတယ်ရှင်စီစဉ်မိတ်ဆက်ပေးပါရန်လေးစား
ဆိုတော့စမှုလုံးတိတ်ပါတန်တဲ့ရက်စီယာပူဇော်ဝဲမှာကြွရောက်လာတော့ဆရာကြီးဆရာမကြီးများလုံးဖော်ခိုင်းတဲ့ဆရာဆရာမများကိုမိတ်ဆက်ခွင့်ပေးရတဲ့တားလို့တပည့်ဟောင်းတားလို့ဒီလိုအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ဒါကတော့ပြောကြပါရစေနောက်တစ်ခုကအခမ်းအနားအစီအစဉ်ပြောင်းလဲလာတယ်ဟုတ်လားတပည့်တွေ generation တွေမြောက်များစွာပြောင်းလဲလာတယ်ဒါနဲ့ဒီဆရာဘိုးကြီးရဲ့စီစဉ်တဲ့ဆက်လို့ကတော့ပြောင်းလဲဒါကြောင့်သဒုက္ခကြိမ်မှနောက်နေ့ရဆရာမများနိုင်ငံတော်ကလည်းဆရာဒီခန်းအောင်ပြီး9ရက်ပဲလုပ်ပေးပါတော့ဒါမှတ်တယ်အဲ့တော့ဆရာနားတဲ့ဒီစီဒီဆက်မှုတွေခံလို့ပါလက်စင်ကလေးကြောင်းလို့ပဲဆရာမေတ္တာရက်ခံရအားလုံးကျေးဇူးတင်ပါတယ်အဲ့တော့ကျွန်တော်အနေနဲ့မိတ်ဆက်ပေးတဲ့အခါမှာလည်းဆရာကြီးဆရာမကြီးများနဲ့လုပ်ဖို့ခံတဲ့များကျေးဇူးပြုပြီးတော့မတ်တရမိတ်ဆက်ပေးဖို့လူမျိုးမေတ္တာရက်ခံပါတယ်ရာထူးရမဟုတ်ပေမဲ့စီတေးကလေးကကျွန်တော်အစဉ်ပြေလို့နှုတ်ဆက်ပေးပါမယ်ဆရာမတို့ကျေးဇူးပြုပါဆရာမလက်ထောက်ပဏိကနေပေါ်ပြီးဒါပေမဲ့ဒီကြောင့်စတယ်ဒီဆောက်တယ်ဖောင်ဒေးရှင်းချတယ်နေရာစပြီးတော့လို့ပဲပြောရမှာဟုတ်လား DHS GDI ဖြတ်တန်းပြီးတော့ဆရာနဲ့ဆရာမတရက်လေးလ85အော်ဒါအဆောင်လဲလို့ဆရာကြီးနဲ့မှမှတ်ရပါတယ်ကျေးဇူးတင်ပါတယ်ဆရာမမိမောင်ဆရာကတော့ပြောပြရတယ်ဆရာတော်ပြည့်တယ်တို့ကြည်ရန်လောကအင်တာမှာညီညွတ်တဲ့ဌာနမှုများရှိတယ်အဲ့ဒီပထမဆုံးဤဒီဌာနမှုဖြစ်တယ်အကြော့ပြန်ဤဒီဌာနမှုပါတားလို့သမီးတို့နဲ့တဲ့ရရင်ကွာခြားတော်များဒီကြီးဆိုတဲ့ဘွဲ့ခိုင်ခိုင်မာမာရရှိအောင်တားလို့ရဲ့ရှိရကြိုးစားပြဤဒီမိခင်ကြီးပါကျေးဇူးတင်ပါတယ်ဖြစ်တယ်နော်အဲ့တော့ဆရာမတော်တော်လေးကျေးဇူးပြုပါရှေ့တန်းထိုင်နေလာပြီးတော့ဆရာမတော်တော်လေးတင်ကြရေးပါစီမံတတော်ရဲ့ဌာနဆုံးကဒီတန်ဝဲကျောင်းရဲ့ဌာနတွဲဆိုတဲ့ယာတူကနလူရရှိရဲ့ဆရာကြီးနဲ့အတန်းမှာဆရာမကျေးဇူးတင်ပါတယ်ဆရာမတော်စေတူပါတန်ရဲကြည်ရလောကရဲ့ဒုတိယနေရာမှာတုံးလုံးပါခဲ့တယ်ပြတ်လို့ပါဒုတိယနေရာမှာအမျိုးသမီးပပဆုံးကျောင်းဖြစ်ပါတယ်2000ဒီယာယူရီယာရဲ့တားဆိုးများရဲ့အမေဒါပေမဲ့ဆရာမကြီးရဲ့တားဆိုးများတားလိမ့်မှာအမိလိမ့်မှာများဖြစ်နေပါပြီတစ်ဖက်ကလည်းအစိုးလေးကိုပြောတော့ဆရာမျက်နှာကိုအချို့အောင်ကြည့်ကြကောင်းွက်သေးကိုပြောပြကိုတောင်းမှာထိုင်နေတဲ့မောင်မနိုင်တို့ဦးစီးရဲ့ဆရာဦးမှာနိုင်ကဥဒ္ဒပိလုပ်ခဲ့တဲ့ဗုဒ္ဓဘာသာအသင်းနဲ့တင်ကြီးတညွတ်တဲ့ခဏလေးဦးပါတန်ဝဲ GDI အထိန်ငယ်တို့တသိမ့်လေးတုံးအောင်စီမံကုတ်ခဲ့တဲ့ဆရာမကြီးပါဒီလိုပါဆရာကြီးဦးတင်ဝဲပါစမှုအထက်တန်းကြောင်းနဲ့ချီရန်စကူမကူကာလာအုပ်ချုပ်ခဲ့ရတဲ့ဆရာကြီးဒီရဲ့အမျိုးသားပထမဆုံးဆရာကြီးရခိုင်အမျိုးသားဆရာကြီးပဲဘုံယူလိုက်ပါကျေးဇူးတင်ပါဆရာကြီးဦးမျိုးနေခိုင်ဖြစ်ပါတယ်လက်ရှိတန်တဲ့အစိုးရစမှုလည်းပြည်ပိုင်းအကြောင်းပါပထမကျင်းဒုတိယတတိယဒီပါလို့သမီးတို့နဲ့ဆုံတွေ့ရတဲ့ကောင်ပါဆရာကြီးကိုခင်မင်းရင်းပြီးတဲ့လောက်ပေါ်ကံခံများအစည်းဌာနအကျော်လုံးမှာကိုခိုင်ကြီးလို့အသိမှန်ပြည့်ခဲ့ရနာမည်မှာအမည်တွားရတင်းရပါဆိုလားမသိကျွန်တော်တို့တန်လွဲတဲ့အခုချိန်ဒီအစအရာအဆင်ပြေပါလေဆရာကြီးနိုင်ငံရေးမပါဘူးเนาะအားလုံးကျေးဇူးတင်ပါတယ်
ဆရာဦးမောင်ပဲစမှုအထက်တန်းကျောင်းဖောင်ဒေးရှင်း1982မှာပြီးစင်ယူတဲ့ကာလအထိနေရာမပြောင်းလဲတဲ့စာပေဌာနမှုတောင်းကိုထမ်းရွက်ပြီးတော့အနားယူရဲ့ရှိမှာနိုင်ငံတော်ကလက်တော်ပတိကရာထူးတိုးမြင့်ပေးရတဲ့ဆရာပါဆရာတို့အားလုံးရဲ့အခုတော့လုတ်တဲ့အများဆုံးဆရာတို့ဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်nhà đôi nhà mà muốn có môn này thì là cái nhà môn chuyên này đây là môn anh em mua là tiền bé được khỏi cái này mà là gì như cho nó được luôn đâu như cho quê đấy thì để đi làm năm đầu thì bọn này cái game nó để đủ tiêu gì này à ta nói chi nó khác gì gì vậy đặc biệt là nhà này sâu cái này mà tôi mà này game tiền lo này sẽ có này nó lần chỉ sau một thời gian cho sẽ bắt đầu đến người này bỏ ra dòng này bây giờ đi là chỉ sẽ nắm mà đi cho nên mà nóคนนี้ยังโตนี่ที่เสียเลยနိုင်ငံတောင်ကြည့်ကြမှာတန်ရွေးကြည့်ရရင်လို့ပိတ်ပိတ်တုံလက်ခံတော့တဲ့နေသားပါ MP ဌာနရဲ့ဌာနမှုရဲ့လို့အထင်ကရကလေးကြီးရှောမောလှပစေတပည့်ဆရာတို့ပါပဲကျွန်တော်တို့အခုပါဆရာအတွက်အမှတ်ရနေတဲ့ဒီနေ့ကစကားတန်တဲ့ကြီးရဖြစ်ပေါ်လာပြီးတော့တက်တုံစစ်စင်းရဲ့ပညာအစစ်မှာစာကြီးစာကုန်းပြန်တွဲမှာဒီသေးသေးမမ GDI တန်တွဲလေးကိုပဲဟာစဖွင့်စားနှစ်မှာပဲတက်တုံစစ်ကြပြပြန်တွဲမှာပြည်နယ်အစစ်စုတစိတ်ရရှိအောင်နောက်ဖက်ကပံ့ပိုးပေးတဲ့လေးစားရတဲ့ဆရာပါပဲဆရာဦးတင်လာလေးတောင်းယူစားလက်ထောက်ပြီးပြဆရာကြီးဆရာမကြီးအဆက်ဆက်မှာအင်မတန်မှယုံကြည်စိတ်ချအားကိုးရတယ်ဆရာအလုပ်တစ်ဖက်ကလည်းစာပေသင်ညာရင်တစ်ဖက်ကလည်းကျောင်းတော်ထမ်းဆောင်ရတဲ့ကျွန်တော်တို့နဲ့အတူတရက်9လ69နှစ်မှာမိပြရာထူးကိုအတူတူချီးမြှင့်ခဲ့ရတဲ့ရင်းနှီးရစကားပါကျေးဇူးတင်ပါတယ်ဆရာ။ဆရာကျမ်းမာရေးရအားနဲ့ခဲ့ရင်လည်းထိုင်ပါဆရာ။တန်ရဲစမှုအထက်တန်းကျောင်းဘောပါမီအနာယူတဲ့ကာလကြီးရုပ်တဲ့အများဆုံးအသက်အကြီးဆုံးအစောဆုံးပြည်စီယူရဆရာပါ။တန်ရဲကျောင်းရဲ့စဖို့မူကြီးရာထူးကိုအတားယူတဲ့အချိန်ထိပြေဝတန်းဆောင်သွားတယ်။ဒါနဲ့ဆရာကတစ်ခါတည်းကစ်တယ်။ဘောလုံးနဲ့ရှင်လို့အခုကျမ်းမာရေးရနားလိုက်ရပါဘူး။ဆရာဦးကကျွန်တော်တို့ကတော့ရေးပြီးကိုတက်လို့ပြောတယ်။ဆရာအခုဆရာတောင်းထားတဲ့နေရာတူတူပါခင်ဗျာ။ဒီနေ့ညနေကတော့ပါဆရာဦးစောနေတော့မတကယ်ခါလာစုစိတ်ရကြည့်လာဟောလီတော့အတင်းများကိုဥဆောင်မှုနဲ့ဆောင်ရွက်ခဲ့တဲ့ဆရာတို့ပါပဲကျေးဇူးတင်ပါတယ်ဆရာဦးတော်တင်ဖြူဒေတာခံပန်လွဲစာပြီးတိတိပပပြောရင်ဆရာနဲ့ရွာသူကင်းမော်အသက်အငယ်ဆုံးနဲ့အမ်ဘီဘွဲကိုရထားတဲ့ဆရာပါပဲကျေးဇူးတင်ပါတယ်ဒီလေးအောင်လို့တောင်းပေးရတဲ့အချိန်မှာဘယ်ဟာမှမဒီကုနာမနဲ့ဆောင်ရွက်ခဲ့ပြီးတော့အချိန်ကြီးအကြောင်းအရာစောင့်စည်းစွာကျွန်တော်တို့နဲ့လမ်းပွဲပြီးတော့နိုင်ငံတော်မှပြီးလုပ်ငန်းတော်များကိုပြောင်းရွှေ့ခဲ့တဲ့အင်မတန်မှနှမျောစရာတောင်းခဲ့တဲ့ဆရာတို့ပါပဲကျေးဇူးတင်ပါတယ်ဆရာဦးတန်းစိုးဆရာဦးတန်းစိုးကလည်းဒေသအသီးသီးမှာဆက်နေတော့ညာလည်းဒေသအသီးသီးကိုပြောင်းရွှေ့တောင်းယူပြီးတော့ပန်တွဲဆိုတဲ့အတိုင်းပန်တွဲမှာပန်တွဲခဲ့ရတဲ့ဆရာတို့ပါပဲ
လောက်ရည်တော့အောင်လေးပြင်ပါဆရာကမျိုးတန်းနဲ့မိတ်ဆက်လို့တော့မရဘူးမြန်မာအိုင်တော့ second season မှာတိုင်လူဖြစ်တဲ့ပိတ်တန်မြန်မာပြည်ရဲ့စကလုံးနဲ့300ကေကူမဟုတ်ဆိုကယေတီမပြီးသေးဘူးတချီဘွေတာဘက်ဆုံရစာရေးဆရာအလီလေးမစားပါမင်းလည်းခိုင်ပါဗျာ ကျေးဇူးတင်ပါတယ်နောက်တစ်ခုကကျွန်တော်တို့ရဲ့မြန်မာဒေါက်တာကြီးဆရာမကြီးဒေါ်ဆူဆူစီ